အားလုံးပဲမင်္ဂလာပါမောဟနာတီကိုရှော့နေကြိုဆိုပါရနော်ဒီနေ့အမောင်းစင်းလုပ်ပြပေးနေတာကတော့ဒီကန်တန်းလေးတွေပါနော်ညီလေးတို့အခုမြင်နေရတဲ့ပေါ့နော် help man လေးကမနေ့ကဖောက်ပြထားတဲ့အကောင့်လေးပါနော်အကောင့်လေးကိုအမောင်းစင်းလုပ်တာကြည့်ကြလို့ရှိရင်အကိုရဲ့ဟို playlist ထဲမှာနော်ဟိုအမောင်းစင်းဆိုပြီးတော့အကိုခွဲပေးထားပါတယ်နော်ဝင်ကြည့်လို့ရပါတယ်ကဲဒီကောင်လေးကိုစမ်းဖောက်ကြမယ်နော်ဘာပါမလဲပေါ့သူကပုံမှန်ပြတာတော့တော်တော်လမ်းပါတယ်စေးသားလေးတွေလည်းမိုက်တယ်နဲ့တူတယ်နော်ဒီမှာတောင်းမှန်ပါမယ် base plate ပြတော့ပါမယ်မထင်ဘူးကဲဖောက်ကြည့်ကြမယ်အိုးတော်အကြောင်းဆုံးတယ်ဟေးတော်မိုက်တယ်တော်အကြောင်းဆုံးပါတယ်ဒါအနောက်ကတောင်းမှန်ကြီးနော်ဒါသူ့ရဲ့ body ပါကဲဆင်ကြည့်လိုက်အောင်မယ်နော်ကောနော်ကဲဆင်ပြသွားပါပြီနော်ဒီလိုပုံစံမျိုးပါသူကဘယ်လိုမျိုးလဲဆိုတော့ဒီလိုတအောင်ချင်းစီတော့ဒီဘူးထဲမှာဗျာတအောင်ချင်းစီကိုကပို့လို့ချင်တာနော်ဒါပေမဲ့သူကအယောင်လေးအစုံနဲ့ပေါင်းပြီးတော့ဟိုပါပေါ့ပါတဲ့ကောင်ဖြစ်နေပြီးတော့သူကထူးဆန်းတဲ့ပါတီဇက်တွေအများကြီးပို့နေလက်မောင်းတွေပေါ့နော်လက်မောင်းတွေအများကြီးပို့ပါလာတယ်ပြီးလို့ရှိရင်ရှင်ဘက်ကအာမာလဲပို့ပါလာတယ်နော်ဒီလိုမျိုးလေးပါအခန့်များတော့မပါဘူးနော်